Achuro Mounsilo. Hey! Bimindra Umyasa Ino. Winno Mumi! Oh, better not change it over here. Come on, yeah. ဘယ်နဲ့လက်ဝဲသုံးသရာမကြီး ဖေယား အနောက်ဝန်နဲ့ဒိုင်းဝန်တန်တော်ဥတင်သည့်အတိုင်းခမည်းတော်အိမ်တော်များတင်မိမရှုပ်သဆိုဗျ တာမဖေယားအိုးကျွန်တော်တို့တန်တော်တင်ပြရဖေယား ဟဲ့ ဘီရင်ဆိုတာကြားတဲ့စကားမကြားတဲ့စကားရှိပါတယ်ဖေယားကြားတော့ကြားတယ်ဟိုမကြားချင်အောင်ဆောင်ရတာလည်းရှိပါတယ်ဖေယား ဟာဒီတဲ့ အဲ့ဒါရာဇပရိယေရွှေညာချေမဟုတ်ပေဘူးလားပရိယေဆိုတာကလည်းတိုင်ရည်ပြည်ရေးဘာသာရေးသာသနာရေးကိုဘယ်ကိုယ်တိုင်ဆောင်ရရင်တည်တယ်ပါလေဖေယားဟိုဒီကိစ္စလာကဖြင့်ကျွန်တော်မျိုးနဲ့အနောက်ဝန်တို့ဒိုင်းဝန်တို့ဖြည့်ရှင်းပြီးပါတယ်ဖေယားပြီးအောင်လေဒီလူတွေဒီမှာနေဒီလာလာယူဒီလောက်လောက်ဆိုပြီးခံတာမဟုတ်ဘူးလား ဟုတ်တာဗော အေးအခုကတော့မဟုတ်ပါဘယင်ကိုယ်တိုင်ကြားဘယင်ကိုယ်တိုင်မြင်ဘယင်ကိုယ်တိုင်အလုပ်လုပ်ရမှာဖြစ်လူကြီးဘာလုပ်တာမှာဒီလူကြီးဘာလုပ်တာမှာလို့ဘာလို့ဗျာဒီလူကြီးတွေကိုအလုပ်ကဖြောက်လာစားမယ်အလုပ်ဖြုတ်လိုက်ရင်နိုင်ငံရဲ့ဘဏ္ဍာလုံးတတ်တာသေး ခမရမလို့ပြောလိုက် ကားလို့မဟုတ်ဘူးလား ခမရမလို့ပြောလိုက်တာလေ နိုင်ငံရဲ့ဘဏ္ဍာတော့ခင်ဗျားတို့မရှိရင်တတ်တာသေးမဟုတ်ဘူးလားအောင်တရခါလား ဟုတ်တယ် တရားလို့ကဘယ်သူလို့ တရားတော်ကတရားတော်ဟဲ့ကျောင်းတော်ကိုလက်နေတာဟုတ်တယ်တကားတက်တယ်ဟုတ်ပါဗျာ တရားလို့ကထိပြကြီးဖြစ်နေပါလေဖေ။အရှင်မင်းကြီးတရားလို့ဖြစ်နေတော့တရားနိုင်ရှင်မရလို့တာလည်းတူနေပါလေဖေ။ ဒီကနေ့ရတာ ဘာမှမဟုတ်တဲ့ပိုးဆုံးကျူးနဲ့စံတရခံဖိုးရွှေလာမင်းနဲ့အယောင်ချင်းမရှင်းအပ်ပါဘူးဟမ်အနောက်နိုင်ငံတွေကပြည်လို့ရှိရင်ဆက်စရာကောင်းပါပြီဒီရွှေနေရှင်စင်ကြတော်မူပါဗျာစင်ကြတော်မူပါဗျာ ဟဲ့အနောက်ဝန်နဲ့ဒိုင်းဝန် ဖေရ ဘာမဟုတ်တဲ့တာမန်မိမမူလေးစစ်စစ်ရတဲ့ခက်တဲ့ဟဲ့ ဘာမှမပြောပါဗျာ ဩတရေခံကအောင်နေရောအမှုကလွတ်စေဟဲ့ လိုက်ပါပဲ မမဗျာ ဘာလို့ဟဲ့ ဒီတော့တင်ပြတယ်ဗျာ ရှောက်စမ်း မမမြို့ရုပ်ခုံကျော်စင်တော်မိဖြက်တရားရင်ပြီးတကားပြီးတော့ကိုလုံမောင်းမ၆ဝရာသပြည့်တဲ့ချီလို့ဓမ္မတထုံးမှာရှိထားပါလေဖေရမှန်တယ်ဗျာ ဟုတ်ပြီလားပဲ ထောက်ပါတော့အဖြစ်ပါတမှုကိုကျူးလွန်လိုက်တာနဲ့နေအဲ့ဒီလူကိုတဲ့တောက်တယ်လို့အမိန့်တော့မပါနဲ့ဗျာမှန်ပါဗျာအပြောတော်ခင်မိတ်ဟာတန်မြင့်ကကိုလူမောင်းမမဟုတ်ပါဗျာဖြီးပြားကြီးမှန်းထားတဲ့ဘယင်းမိဖုရားလောက်မလို့မောက်ကျော်ဆိုရတဲ့မောက်ဒီကိုမလို့ထိုင်ကြပါဗျာမလို့ထိုင်ကြပါဗျာပါပဲ ပါလေဗျာအကောင်နဲ့လိုလူသားမျိုးလွတ်လိုက်ရင်အကောင်နဲ့လိုလူသားမိဖုရားလေကိုတက်စော်ကားလိုက်ပါဗျာမလို့ဖြစ်တယ်မလို့တယ် ဒီလူကြီးမရှိကောင်းတဲ့လူကြီး မှန်ပါဗျာမှန်ပါကျွန်တော်တင်ပြပြီဗျာတီဗီရဲ့အနေနဲ့ငါအောင်တင်ကိုတနာငဲ့ညာပြီးလွတ်မယ်ဆိုရင်တော့လွတ်လိုက်ပါဗျာတော့တော်ကြငါအောင်တင်ဟာအမြင့်မျိုးသားရဲ့စေရထိုးအမှုတန်းပထမပေါက်နေတဲ့သူပါဖေ။ ရှိပြောရင်တော့အိမ်ရှိတယ်နဲ့တွဲတော့ကြုံရင်ဖြစ်နေပါလားခင်ဗျာဒါကြောင့်ဒီဘွားရဲ့လက်ရုံးအောက်ကိုနဲ့အောက်တင်ဟာတိုင်းပြည်တပုံရန်ပုံကံမဲ့အောက်ဒီလိုလူသားမျိုးကိုမလွတ်လိုက်ကြပါဗျာ ညီတော်ဟာစေးတော်ထိုးလူဆန်းကောင်းတွေမွေးထားသလားဟာ မှန်ပါ900ကျော်ရှိတယ်ဗျာ900ကျော်ရှိတယ် ဒါဆို
ညီတော်ငါ့ဘောစိတ်ဝမ်းခွဲတာဗော မဟုတ်ရပါဘူးဗျာစဉ်းစားစိတ် တော်တိတ်ဆန်းနဝဲတုံသားမကြီး ဖေယား အောင်တင်ကိုညီဘောကအထားရနော်အောင်တင်ကိုကိုတော်ကိုယ်တိုင်စစ်ဆေးလို့သေးတယ်အောင်တင်ကိုကျုပ်ကိုအဆန်း မရတော့ပါဘူးလေမရတော့ပါဘူးဗျာတစ်ဖက်ကလည်းအိမ်ရှေ့ဆန်ကိုရောတစ်ဖက်ကလည်းရွှေနှဲရှင်စူးကြကတီးရတဲ့ဘူးသီးလိုပါပဲကွယ်ကြိုက်တယ်လို့သာဆုံးဖြတ်ပါဗျာကြိုက်တယ်လို့တော့စီရင်တော့ပါဗျာ ဟဲ့မောင်မေးလား ဖေး တရားခံအောင်နေကိုစစ်တော့ကွာ ဟဲ့ရငါမြောက်ရဟန်းအောင်ညတောင်ရွတ်တော့ရှေ့တော်ကိုသွင်း ခပ်ပါပြီကွယ်တော်တကူကြည့်ရမားမေရော ဘာတော့ဟဲ့ ရဟန်းငါအောင်ညကိုအမတ်ကြီးဦးမြတ်ဆန်ကအသဗျာပဲလို့အဝဲဆိုနှင်းလိုက်ပါပြီဖေဟာ ဟာဟဲ့လူကြီးဘာလို့ရှာတော့လား မှန်တာပြောတာလေ ဟဲ့လက်ဝဲပန်ဒီပညာရှိကြီး ဖေယား ခမရလေညီတော်ကိစ္စကိုအားပေးအားမြောက်ခင်မိတ်ကညာမောက်ကျော်ဒီအရေးနာဆဲကာကွယ်ပေးတဲ့အမယုတ် မဟုတ်ရပါဘူးဟာ အောင်မင်း ဖေဟာ တုတ်တန်ထုတ်ဘာခောက်တတ်စေကွယ်တချလုံးမိုက်တော့ ဟေးအားလုံးတော့စုံစမ်းမေဖေဟာ သားတော်ရဲ့ရွှေညံ့ရင်စင်ញင်မအောင်သားတော်ရဲ့တစ်ဖက်ကမလို့ဓမ္မအမုန်းစကားတွေနဲ့ဂုံချောနေကြတာကိုမေဖျားအားလုံးသိတယ်သားတော်မှာမေဖျားသိတယ်မှန်ပါတယ်အောင်တေအပြစ်ရှိတဲ့သူအပြစ်ပေးရမှာပေါ့အောင်တေကိုအပြစ်ပေးရမှာပေါ့သားတော်ဒါပေမဲ့အမတ်ကြီးဦးမြတ်ဆန်ကဇရိတ်ပေးလို့အဝဲကိုနှင်လိုက်တယ်ဆိုတဲ့စကားကတော့မဟုတ်ပေဘူးသားတော်မှာမဟုတ်ပေဘူးခုနတော့ကတိုင်းဝင်မင်းရဲ့အနားမှာလာပြီးပြောသွားတာကငါအောင်တင်ကသူ့ဟာသူအကြောက်ကြီးကြောက်ပြီးဖတ်ပြေးသွားပါတယ်လို့ပြောတဲ့စကားကိုပုံကြီးချက်အပြစ်မကြီးကြီးအောင်လုပ်ပြီးအမတ်ကြီးကဇရိတ်ပေးလို့အဝဲကိုနှင်ပါတယ်လို့မဟုတ်မမှန်လှုပ်ကြံပြီးပြောတဲ့စကားတွေကိုမေမေဖေကနားခါတယ်ဟဲ့သားတော် မေမေ သားတော်မောင်ရဲ့ညီငယ်တပုံရံနဲ့ဂုံခံနေဆိုတာကိုတော့မေဖေမသိပါဘူးသားတော်မောင်ရဲ့မသိပါဘူးဒါပေမဲ့သားတော်ရဲ့မိခင်ဆိုတာလိမ္မာတဲ့သားကိုလည်းချစ်တယ်ဆိုးတဲ့သားကိုလည်းချစ်ရတာပါပဲသားရဲ့ချစ်ရတာပါပဲဒီလိုပါပဲသားရဲ့ဟောရီကအမတ်ကြီးလက်ဝဲရလေခက်နဲ့နှစ်ဖက်ခွဲပြီးတောင်းဝင်ထမ်းဆောင်တဲ့သူပါသားတော်မှာမာပီတာဆရာသူယူမင်းအကျိုးဆောင်မခေါင်ထိသင်္ကာနဲ့အညာဝါဤခုနှစ်မျိုးမတတ်ရပါဘူးသားတော်မောင်ရဲ့ဘယ်တော့မှမတတ်ရပါဘူးသားတော်မောင်ရဲ့ဟဲ့မောင်မေရှင်းတော့ကသားသားခုနကဟောဒီအမမင်းနဲ့ပြောသွားတဲ့စကားထဲမှာအမတ်ကြီးဦးမြတ်ဆန်ကအောင်တင်ကိုဇရိတ်ပေးလို့အဝေးကိုနှင်လိုက်တယ်ဆိုတဲ့စကားဟောက်မှန်ဤမဟုတ်မှန်ဤဟောက်တိုင်းမှန်ရတော်တင်သားဟဲ့ မဟုတ်ကြောင်းပါဖေတော့ ကဲသားတော်မှာဂျာတိမြင်သိပြီဖုတ်လားသားတော်မှာအမေဖေဟာဥပုသ်ဆောင်ကိုသွားတယ်လမ်းမှာအမတ်မင်းတွေကကြိုတင်ပြီးသရုပ်တင်လို့ဖေဟာအကြောင်းအကျိုးအဆိုးကောင်းသိရပါပြီသားတော်မောင်ရေအဲ့ဒါကြောင့်လေဟောရီကဥမျက်ဆိုင်ရဲ့အိမ်တော်ကိုမေဖေဟာကိုယ်တိုင်ကြွလာရတာပါသားတော်အမတ်ကြီးဥမျက်ဆိုင်လေမင်းငါဆက်တိုင်တာဝန်ထမ်းဆောင်လာခဲ့တဲ့သူပါသားတော်မောင်ရေမောင်ရဲ့ဖခင်အလောင်းမင်းတရားကြီးလက်ထက်အထိတာဝန်တိတိတစ္ဆာရှိနဲ့မင်းမှုထမ်းခဲ့တဲ့သူပါသားတော်မောင်ရဲ့မေဖျားလေမေဖျားဥပုသ်ဆောင်ကိုမဝင်ခြင်းမှာ
အမတ်ကြီးဦးမြတ်ဆန်ကိုတေစေတတ်စေအမိတ်မှပလိုက်လို့တခြားအမိတ်တော်များချမှတ်ပေးပါလားတားတော်မောင်ရဲ့မေဖျားလီဦးမြတ်ဆန်ရဲ့အသက်ကိုဥပုသ်ဆောင်မဝင်ခင်မေဖျားကိုလူရမ်းမလားတားတော်မောင်ရဲ့မေဖျားကိုလူရမ်းမလား မေဖျားစကားတာနာကြလို့လက်ဝဲတုံတရာအမတ်ကြီးကိုတေစီတက်စီအမိတ်မှာပတ်လက်လို့မေအားတမ်းပါတယ်မေဖျားဥပုသ်ဆောင်တို့စိတ်အေးချမ်းသာစွာဖြင့်တရားသွားပြီးတော့အထုတ်တော်မူပါမေတာဓုတာဓုတာဓုပါတားတော်ရဲ့မေဖျားကိုတေစီတက်စီအမိတ်လူထမ်းလိုက်ပြီနော်မင်းနဲ့တော့ဘိမထိုးချနေတော့ကြားလားဘာမဟုတ်တဲ့မိမယုတ်ခင်မိတ်တော့ငါမရင်ဒေါသထွက်သွားရင်ဟင် မှန်ပါဗျာ လောကတရားဟုံမဆောင်နိုင်ဘူးမောဟဆိုတဲ့ကာမဂုဏ်အမောင်ဝင်လို့ခုတော့အောင်တင်ထွက်ပြေးပြီမဟုတ်လားအောင်တင်ထွက်ပြေးပြီမဟုတ်လားအစကတန်တန်မဲတော့ကတော့နီးမလျော်တဲ့အလုံးနဲ့အကြီးတော်ချုပ်ကြည့်တာငါ့ကိုလိန်ခွေပြီးတင်နေတာငါ့ကိုလိန်ခွေပြီးတင်နေတာဟမ်အင်းရှိပရင်နဲ့ပေါင်းမိသွားကြပြီကိုမှန်ပါရဲ့ဗျာမှန်ပါ ဟေးဒီမှာ ဗျာ လက်ဝဲတုံတရာအမတ်ကြီးဆိုတာကိုချိုးကြည့်တာကွာကိုချိုးကြည့်တာဒီကြိုးတော့ပြီလို့ကြမှာစိုးအချိန်ကြာလာပြီရှေသနာတိန်ခခဏတောင်မနေစိနဲ့အဆောင်ရောက်တဲ့ကုံချိုးဗျာအလင်းနဲ့အရောက်သွားဟိုအနောက်ဖျားကညံ့လာတဲ့ကောင်လေးကိုခေါ်ပြီးတော့ဒီကိုမဲစာတောင်းချေပေါ